Hello အားလုံးပဲမင်္ဂလာပါရှင်ဒီကူဝင်စာပိကတင်ကြိုဆိုပါရရှင်ဒီနေ့ကူကူလေးဘယ်ကိုသွားလည်မလဲဆိုတာအားလုံးနဲ့တူတူလိုက်ကြည့်ကြရအောင်နော်ဟောရောက်ပါပြီရှင်အာကသပြလိုက်ကိုကူကူသွားလိုက်ခဲ့တာပါရှင်ရောက်ချင်းမှလူတွေအများကြီးနဲ့တန်းစီခဲ့ရပါတယ်ရှင်တန်းစီခဲ့တဲ့အချိန်မှာကူကူလေးကတော့ပြေးလွှားပြီးစော်ကစားနေပါတယ်ရှင်အာကာသပြလိုက်ကိုကြည့်ဖို့အတွက်မနက်၈နာရီခွဲရနေပြီးတန်းစီက7နာရီမှဝင်ရခဲ့ပါတယ်ရှင်အထင်းမှာတော့လူတွေကလည်းရမ်းများပြီးတော့အေးစစ်စစ်တော့ဖြစ်မနေပါဘူးရှင်ဒါပေမဲ့ကူကူလေးကတော့ရမ်းကိုပြောပါအာကာသတို့ဒုံးပြန်ရင်လွတ်တဲ့နမူနာပုံစံလေးတွေကိုလည်းလေ့လာခဲ့ရပါတယ်ရှင်အားလုံးပဲတူတူကြည့်ကြရအောင်နော်老板啊，老板，zero 这边我想 stay 去吧。你们那边看到吗？大家看见是那种的，那边这种。它要飞了，它要飞了，你看到吗？它先把门打开。知道这边喏，这边喏，这边喏。这边的金花鸡。这边有吗鸡？အာကာသရှုပ်ပွဲလေးကိုလည်းဝင်ရောက်လေ့လာခဲ့ပါတယ်ရှင်ဂျိုလူတွေရဲ့ယူရီယာမှုကိုစနစ်တကျလေ့လာခဲ့ပြီးယူရီနက်ရဲ့ဂျိုဘန်လမ်းကြောင်းကိုတွက်ချက်ပေါ်ထုတ်နိုင်ဖို့စံနှပြင်ပြခဲ့ပါတယ်။သူဟာယူရီနက်ဂျိုရဲ့ပတ်လန်းတွက်ချက်မှုနဲ့အမှန်တကယ်လေ့လာတွေ့ရှိမှုတွေကြားမှာလွတ်ဝက်ဆန်းကျယ်တဲ့ခြားနားမှုတစ်ခုရှိနေတယ်ဆိုတော့ကိုသတိပြုမိခဲ့ပါတယ်။ဒါကြောင့်တွက်ချက်မှုကိုအသေးစိတ်လှုပ်ဆောင်ခဲ့ပြီးဘယ်လိုရှင်းပြနိုင်ခဲ့ပါလဲ။နောက်ဆုံးမှာတော့ library ဟာသူ့ရဲ့ userဟာဒီတွေ့ချက်မှုတွေကိုဂျာမန်လက်ခဏပြီးရိုဟန်ကာလာတန်ကိုလည်းပေးပို့ခဲ့ပါတယ်။သူ့စာထဲမှာတော့မပေါ်ထုတ်နိုင်သေးတဲ့ပထမမြောက်ဂျိုကိုရှာဖွေဖို့ကာလာကိုတောင်းဆိုထားခဲ့ပါတယ်။အဲဒီညမှာပဲကာလာဟာသူ့ရဲ့မှန်ကြောင်းကိုအသုံးပြုပြီးဘယ်ဘရီရေးတွေ့ချက်ထားတဲ့လမ်းကြောင်းအတိုင်းရှာဖွေခဲ့တဲ့အခါမှာတော့ဒီကိပဲခြေတာရန်ပေါ်ပြထားခြင်းမရှိတဲ့အလင်းအမုံဝါတစ်ခုကိုမြင်လိုက်ရပြီးကျွန်တော်တို့နေဖွဲ့စည်းရဲ့ပထမမြောက်မာရီကိုရောင်းကပုံမြင်နေပြီးတင်းတင်းကျပ်ကျပ်စုပ်ကိုင်ထားပါတယ်။ကစားရရဲ့ပုံမြင်နေပြီးခန္ဓာကိုယ်ပေါ်ကတက်ရောက်နေဒီပညာတွေဒီလိုပဲပြောင်းလဲတိုးတက်နေပါစေကျွန်တော်တို့ရဲ့စကြဝဠာကြီးကတော့ထူးခြားနေနေတဲ့ဘေးတစ်ခုဖြစ်ရှိနေစေဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီအဖွဲ့အစည်းတွင်ကဂျိုရီအားလုံးဟာဒီကိုလက်ပတ်နေကြပါတယ်ကစားပွဲကမယ်ရီကိုရောင်းနဲ့ဒီကပုံမှန်ချက်တစ်ခုကိုပြတ်နေကြပါတယ်ဒီလိုမျိုးညီမရှိနေခြေမကနေတူညီရဲ့အပြင်နဲ့ပြည့်တဲ့နေစားပါတယ်။ဒီကြီးကမှာစပေါင်းလို့ညီရရဲ့ရောင်းလို့ဖြစ်တဲ့ဒီလိုမျိုးအစားထိုးထူတာပုံမှန်ကိုလည်းစပြီးကြိုးထောက်ထားပါလေ။ဒီလိုမျိုးရဲ့အရာကိုကဲစီကိုပေါင်းစည်းထားပြီးဆွေးနွေးနိုင်ပြီးပေါ်ဆောင်ပါတယ်။ကောင်းပြီ
ဒီနေ့ရဲ့အရာကိုအမြင်နဲ့ရဲ့အစိုးရအတွက်ထုတ်လို့ဒီနေ့နဲ့ခန်းစားနိုင်တယ်ဘယ်လိုချင်းချင်းရဲ့ drug ကချယ်ရီအားနဲ့ထက်တိတိတတ်တာပုံများနေပါတယ် drug အများစုဟာဒီပြည့်နဲ့နေတဲ့ဓာတ်ငွေတွေမှာတည်ရှိနေကြမှု drug ဆွဲအားဆောင်အလေးကွေးမြင့်ခြင်းလို့ခေါ်တဲ့ gravitational lensing နည်းပညာကိုအသုံးပြုပြီးဖော်ထုတ်နိုင်ပါတယ်အဲဒီနောက်မှာတော့ cluster ရဲ့ညာဘက်မှာထိုးထွက်လာတဲ့ပုံစံကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာဖြစ်ပါတယ် ကမ္ဘာမြေပြင်အတွက်မိုင်150ခန့်အကွာမှာနိုင်ငံတကာအာကာသစခန်းတည်ရှိပါတယ်။ဒါဟာနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရဲ့ထင်ရှားတဲ့ဥပမာတစ်ခုပဲဖြစ်ပါတယ်။ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊အမေရိကန်ပြည်ထောင်စု၊ကနေဒါ၊ဥရောပနိုင်ငံ17နိုင်ငံနဲ့ဂျပန်နိုင်ငံတို့ဟာဒီအာကာသစခန်းတစ်ခုကတည်ဆောက်ပြီးလေElectromagnetic spectrometer နဲ့အဆိုပါ radiation တွေကိုလေ့လာနေပါတယ်။ဒီdata ဟာ CERN က Large Hadron Collider ဂူလေးကတော့အာကာသပြတိုက်ကိုတွားရောက်လေ့လာခဲ့တဲ့အတွက်အများကြီးပျော်ရွှင်ခဲ့ရပါတယ်ရှင်ဂူဝင်စာရာ page ကိုလည်း like and follow လုပ်ဖို့မမေ့ချနဲ့နော်အားလုံးပဲတတ်တာပါရှင်